One of our leaders last week, the reason such good things are happening upstairs is because there's such a good foundation of worship downstairs. So I really like the story from the magazine of the American Association of Human Resource Professionals, and I'll tell you the story. American Association of Human Resource Professionals And they tell the story about a college graduate who was interviewing for his first job. And when the Human Resources Director asked him what he was looking for, the young man explained that he hoped that his salary would be $100,000 or more a year. And he said, I also want an office in the corner with lots of windows, and I want my own secretary. And the human resources guy said, I tell you what, I'll go ahead and give you $5 for every dollar you put in your 401k, and I'll just give you a car or two, maybe a BMW. And he looked at the young man and said, how does that sound? And the young college graduate said, are you kidding? And the human resources guy said, well, of course I am, but you're the one that started it. Our scripture passage for my message comes from Leviticus chapter 26 from verses 3 through 12, and I'll let him read.
လေငါဤလူဖြစ်ကြရလိမ့်မည်ဆိုပြီးတော့နှုတ်ပတ်တရားတော်မှာပေါ်ပြထားပါတယ် Now clearly the admonition in this scripture is from God talking about the work that we do with our hands. What we do that we hope will take care of our family's needs and maybe even prosper in our work. အဲ့တော့ဒီကျမ်းပိုက်ကိုကျွန်တော်တို့ဖတ်လိုက်တာနဲ့ကျွန်တော်ဘာအကြောင်းကိုတွေ့ရတယ်လဲဆိုတော့ဘုရားခင်ရဲ့ကောင်းခြင်းမင်္ဂလာအစအားလုံးဒီကျွန်တော်ကျမတို့လိုက်လျှောက်ရမည်ဖြစ်တော့အလုပ်ဆိုတဲ့အရာနဲ့စပြုထားတဲ့အရာဖြစ်ပါတယ်အလုပ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်တဲ့အချိန်ခါမှာကျွန်တော်တို့မိသားစုတွေကိုကျွန်တော်ဘယ်လိုထောက်ပံ့ဝေငှပေးကမ်းဆွန့်ကျဲကျွန်တော်တို့ကျွေးဝဲဆောင်ရှောက်နေတယ်လဲဆိုတာရဲ့အစကနေပြီးတော့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် One recent study says that over 40% of all workers are worried about their jobs. And today, I hope to bring you news on how not to worry about your job. အဲ့တော့ကျွန်တော်တို့ဇင်းစရာတွေအရာဖြင့်ကျွန်တော်အလုံးလုံးကင်နေကြတဲ့သူတွေရဲ့40ရာခိုင်နှုန်းဟာငါတို့ဒီအလုံးတော်မြဲရောမြဲပါမလားဆိုပြီးတော့ကိုယ့်ရဲ့အလုံးပေါ်မှာတော်တော်လေးစိုးရိမ်ကြောက်ကြဖြစ်နေတဲ့သူတွေရှိပါတယ်။ဒါပေမဲ့ဒီနေ့မနေ့မှာကျွန်တော်တရားဒေသနာကိုလာပြောဝင်ရတဲ့အချိန်ခါမှာတင်တို့ရဲ့အမှုအရာဖြစ်တဲ့အလုံးတွေအကြောင်းကိုမစိုးရိမ်ပါနဲ့မစိုးရိမ်စရာအကြောင်းမရှိပါဘူးဆိုတာလည်းကျွန်တော်အစပြုပြီးတော့ဝင်ရကြတာပါ I have been able to live through a period of time where I believe that the greatest shift on how we perceive our work has occurred. ကျွန်တော်ဘဝပြန်ပြောင်းပြီးတော့ကျွန်တော်စဉ်းစားကြည့်လိုက်တဲ့အချိန်ခါမှာကျွန်တော်ဘဝမှာလည်းဒီအလုံးကိုင်နေရနေပြီးတော့ကျွန်တော်ရဲ့ဘဝအသက်တာမှာဘလို့အပြောင်းအလဲတွေကိုဖြစ်ပေါ်စေခဲ့တယ်လဲဆိုတော့ကျွန်တော်လှုပ်ဆောင်ခဲ့မှုတဲ့အရာတွေအကြောင်းကိုကျွန်တော်ပြန်ပြီးတော့အမှတ်ရနေပါတယ် For most of the history of humanity, whether it was in Burma or the United States, work was something that you did in order to put a roof over your head, food on the table, maybe a car in the driveway. အဲ့တော့အလုံးဆိုတဲ့အကြောင်းကိုပြန်စဉ်းစားကြည့်လိုက်တဲ့အခါချိန်မှာခုနကျွန်တော်ဘဝကိုအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်စေခဲ့တာအလုံးပေါ့လေနော်ဒီအလုံးဆိုတဲ့အကြောင်းကိုပြန်ပြီးတော့အဓိပ္ပာယ်ဖွင့်လိုက်တဲ့အချိန်ခါမှာဒီအလုံးကကျွန်တော်တို့ဘာကိုဖြစ်ပေါ်စေတယ်လဲဒီအလုံးအားဖြင့်ကျွန်တော်ရဲ့မိသားစုတွေရဲ့စားပွဲမှာအစားတောက်တွေကိုကျွန်တော်တို့ကိုအမှရောက်လာစေတယ်ပြီးတော့ကျွန်တော်တို့ရဲ့အပေါ်မှာပေါ့လေနော်မိုးအကာလေးတွေရှိတဲ့အိမ်ဆိုတာဟာကျွန်တော်ဖြစ်စေတယ်ပြီးတော့ကျွန်တော်သွားရေးလာရေးမှာလိုအပ်နေတဲ့အတွက်ကျွန်တော်တို့ရဲ့ driveway ဒီကားအဝင်လမ်းမှာကျွန်တော်စီးဖို့အတွက်ကားလေးတစ်စီးကိုခါခဲ့တဲ့အရာနဲ့လိုအပ်တဲ့အရာကိုဖြည့်ဆည်းပေးခြင်းရဲ့အစတင်အလုပ်ပဲဖြစ်ပါတယ် And somewhere in the last 50 years, work has been a way of fulfilling ourselves to make us feel good about who we are. အဲ့တော့လောကရဲ့ပေါင်း90အချိန်ကာလမှာအသေးချာမစဉ်းစားတဲ့အချိန်ခါမှာဖြစ်ကျွန်တော်တို့တွေးထားတဲ့အကြောင်းအရာဟာအလုပ်ဆိုတဲ့အကြောင်းအရာကြီးကျွန်တော်လိုအပ်တဲ့အရာမှန်သမျှကိုဖြည့်ဆည်းပေးတဲ့အရာဆိုပြီးတော့ကျွန်တော်အကြံပြည့်ရည်ဘူးရကျွန်တော်အဲ့လိုမှတ်သားထားတာပါ It was former President Ronald Reagan who used to say that a person who loves their work will actually never work a day in their life. ဒါမဲ့ Ronald Reagan ရသမ္မတဟောင်းကြီးပေါ့လေနော်1980ကျော်လောက်မှာသူသမ္မတဖြစ်ခဲ့တဲ့သူပေါ့လေနော်သမ္မတဟောင်းကနေပြောဘာပြောခဲ့လဲဆိုတော့လူတယောက်ဟာတဲ့ကိုယ့်ရဲ့အလုပ်ကိုတကယ်အစ်ချိုက်သဘောကျတယ်ဆိုရင်မနဲ့ဖြန်ဆွဲအရာမှာသူဘယ်တော့မှအလုပ်မလုပ်တော့ပါဘူး And whoever was the author of that statement created an unnatural expectation about what work is. အဲ့တော့ဒီအရာလေးကိုသူရေးမှတ်တဲ့ခဲ့မှုတဲ့သူကစိတ်ရဲ့ရေဘူးရအခြေခံကိုကြည့်လိုက်တဲ့အချိန်ခါမှာအလုပ်ဆိုတဲ့သဘောတရားကိုသူခွဲခြားစိတ်ဖြာလိုက်တဲ့အချိန်ခါမှာကျွန်တော်တို့တမန်ကရှာငါစဉ်းစားတဲ့ဒီအစားအသောက်တွေဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့အရာဖြစ်စီဖို့အတွက်ဆိုတာထက်ကိုယ့်ရဲ့အလုပ်ပေါ်မှာနစ်ချိုက်ခြင်းကြောင့်ဒီအလုပ်ဆိုတဲ့ဟောင်းတော့မမြင်တော့ဘဲနဲ့ကြိုက်နေတဲ့သွားတယ်ပေါ့ဒီအလုပ်ဆိုတော့မမြင်တော့သူ့ဘဝကိုသူပျော်နေတဲ့အရာဖြစ်သူမြင်သွားတဲ့အကြောင်းအရာပါ And this message today is designed to help you, as it has done for Southport Baptist individuals, to help you to feel better about the work that you do and at peace with whatever you will do in the future. အဲ့တော့ဒီနေ့ကျွန်တော်ဒီအကြောင်းအရာကျွန်တော်ဝင်ကဖြစ်တဲ့အကြောင်းအရာထဲမှာလည်းဒီ Southport Baptist Church မှာလည်းကျွန်တော်ဒီအပတ်စဉ်ပေါ့လေနောက်ကောင်းစဉ်နဲ့ကောင်းစဉ်ကျွန်တော်ဝင်ကသွားချိန်ကလည်းနည်းနည်းဝင်ပြီးတော့လက်တွေ့ရည်ဘူးရကြဖို့အတွက်ဒီကောင်းစဉ်ရွေးချယ်တာပါအဲ့တော့ဒီနေ့ဒီတရားကိုလာပြောဟောရတဲ့အကြောင်းအရာထဲမှာအလုံးဆိုတဲ့အရာကိုပင်ပန်းစေတဲ့အရာတစ်ခုလိုအပ်တဲ့အရာဖြည့်ဆည်းဖို့အတွက်ဆိုရရဲ့ဒီလိုခံယူထားတဲ့အရာထက်ဒီအလုံးမှာကျွန်တော်ဒီလိုပြောပိုက်ပြီးတော့ဘလို့ကျွန်တော်ငြိမ်းချမ်းစွာနဲ့ပေါ့လေနော်ဘဝအသက်တာတစ်ခုဖြတ်သန်းနိုင်ဖို့အတွက်ကျွန်တော်ရည်မှန်းတာပါ Because my people have many worries about their jobs. Will they be there? Will they get paid enough? Will my company close? And I hope that after today, maybe you won't worry as much either.
အဲ့တော့ဒီမှာတော့ကျွန်တော်မသိဘူးပေါ့လေဒါပေမဲ့ကျွန်တော် Southport Baptist Church မှာတော့တခါတလေကျကျွန်တော် American လူမျိုးတွေရဲ့ဘဝအသက်တာမှာကျွန်တော်လောက်ကင်နေတဲ့ကုမ္ပဏီကရောမြဲတည်နေပါအောင်မလားဒါမှမဟုတ်ရင်လည်းကျွန်တော်ရဲ့အလောက်ကရောဆက်ပြီးတော့မြဲပါအောင်မလားဆိုပြီးတော့စိုးရင်ကြောက်ကြတဲ့သူတွေအများကြီးပါဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဒီနေ့ဒီတရားဒေသနာပြီးတဲ့ချိန်ခါမှာဒီမှာရောက်ရှိနေကြဒီကိုမောင်မတွေမှာလည်းမနေ့ဖြန်ဆွဲဟာကိုဘယ်တော့မှစိုးရင်ကြောက်ကြဆရာမလိုပဲနဲ့ကိုလှုပ်ဆောင်နေတဲ့အလုပ်ကိုဘယ်လောက်ထိတောင်ပိုးထားပြောပိုက်ဆောင်လဲကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်သွားမလဲဆိုတဲ့အကြောင်းအရာကိုညွှန်မှန်းတာပါSo the first thing we have to understand about your job, or whatever your job will be, you need to view it as a blessing. အဲ့တော့နံပါတ်1အနေနဲ့ဒီအလုပ်ဆိုတဲ့ဟာကိုကျွန်တော်ပြင်ပန်းစီတဲ့အရာကျွန်တော်လိုအပ်တဲ့အရာဖြစ်စီပေးပါလိမ့်မယ်ဆိုတဲ့ရိုးရိုးအသွေးခေါ်တဲ့ကျွန်တော်နံပါတ်1ဒီအကြောင်းအရာတွေကိုတစ်ဖက်ကချူတောင်းနေကျွန်တော်မြင်သာဖို့အတွက်ကဘာလဲဆိုတော့ကျွန်တော်လောက်ကင်နေတဲ့အလုပ်ကျွန်တော်ဘယ်လိုလှုပ်ဆောင်နေတယ်လဲအလုပ်ဆိုတဲ့အကြောင်းအရာကိုမသိမှပဲနဲ့ကျွန်တော်လောက်ကင်နေသမျှလုံနိုင်တဲ့အရာမှန်သမျှဒီဖခင်သခင်စီရလာတဲ့ကောင်းကြီးမင်္ဂလာပါ blessing ဆိုတဲ့အကြောင်းအရာကိုကျွန်တော်သိမှစေချင်ပါတယ် As I was writing this message, it occurred to me that a lot of people, I think, have the wrong idea about work based on the very first story in the Bible, the story about Adam and Eve. ကျွန်တော်ဒီတရားဒေသနာကိုကျွန်တော်ရေးနေတဲ့အချိန်ခါမှာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ညီကိုမောင်နှမတွေမြောက်များစွာကျွန်တော်အလုပ်ဆိုတဲ့အကြောင်းအရာကိုတလွဲကျွန်တော်တို့မယူထားပြီးတဲ့အကြောင်းအရာမြောက်များစွာရှိပါတယ်အချိန်ခါနေစပြီးတော့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အာဒါမ်နဲ့အေဝါကနေအစပြုပြီးတော့ကျွန်တော်အလုပ်နဲ့အစပြုတဲ့အကြောင်းအရာပေါ့လေနော်ဒီအကြောင်းအရာကိုကျွန်တော်တလွဲသွားပြီးတော့သွေးထားမိတဲ့သူတွေလည်းရှိနေပါတယ် See, a lot of people have the impression that men and women were never intended to really work and were only saddled with work after sin came into mankind. ကျွန်တော်တို့အများအားဖြင့်ကျွန်တော်ယေဘူယသိထားတာကတော့ဖြင့်တကယ်အာဒါနဲ့အေဝါရဲ့ဘဝအသက်တာမှာဖခင်သခင်ကအလုံးလုံးဆောင်ဖို့အတွက်ဖန်ဆင်းထားတာမဟုတ်ဘူးသူတို့ကဖခင်သခင်ရဲ့စကားကိုနားမထောင်ခဲ့လို့ဒါလေနဖူးကချွေချီမှကြအောင်သူတို့လှုပ်ဆောင်ခဲ့ရတာပါဆိုပြီးတော့ကျွန်တော်ယေဘူယအဲ့လိုမှတ်သားထားတဲ့သူတွေမြောက်များစွာရှိနေပါတယ် But that's not what the Bible teaches. ဒါပေမဲ့ဒီမှာကျမ်းစာထဲမှာကျွန်တော်အဲ့လိုမသင်ထားပါဘူး From the very beginning, God gave Adam and Eve lots of responsibilities in this world and things that they were supposed to do. အဲ့တော့ကျွန်တော်တို့တမန်ကျမ်းစာအသေးချာပြန်ပြောဖတ်လိုက်တဲ့အချိန်ခါမှာသူတို့အပြစ်လုံးပြီးတဲ့အချိန်ကနေစပြီးမှပဲနဖူးကချွေးအချိန်မှကြောင့်လုတ်ခဲ့ရတာတော့မဟုတ်ပါဘူးသူတို့ဖန်ဆင်းခြင်းအစကတည်းကနေဟိုမှာအင်မတန်မှတာယာလာပါတဲ့အေဒင်ဥယျာဉ်ကြီးထဲမှာသူတို့လှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာအဖျားဖျားနဲ့သူတို့ကိုခွဲခန့်ပြီးတော့ဖန်ဆင်းထားတာပါ Let's go back to Genesis and read verses 15 through 19. I think it's chapter 3, verses 15 through 19, and see what God has to say about sin and the work of Adam's hands. အဲ့တော့ကျွန်တော်တို့ကဘာဦးကျန်ခန်းကြီး3:15 onward is right တင်တို့ဒီတင်နဲ့မိမကို၎င်းတင်ဤအမျိုးအနွယ်နဲ့မိမဤအမျိုးအနွယ်ကို၎င်းငါဒီရာညိုးဖွဲ့စေမည်သူဒီတင်ဤခေါင်းကိုကျိတ်လိုက်မည်သူတင်ဒီသူဤနှောက်ကိုကျိတ်လိုက်မည်မိန်တော်မူ၏မိမကိုလည်းတင်၌ကိုဝန်ဆောင်ခြင်းဝေဒနာကိုအလွန်များပြားစေမည်ပင်ပန်းစွာဝေဒနာကိုခံ၍သားဖွားရမည်ကိုခင်ဘူး၏အလိုကိုလိုက်၍သူ၏အုပ်စိုးခြင်းကိုလည်းခံရလိမ့်မည်မိန်တော်မူ၏ယောက်ျားကိုလည်းထိုအပင်ဤအသီးကိုမစားရဟုငါပညတ်တော်လဲတင်ဒီမယား၏စကားကိုနားထောင်၍စားမိသောကြောင့်မြေဒီတင်ဤအတွက်ကြိမ်ချင်းကိုခံလျက်ရှိ၏မြေဤအသီးကိုတက်ပတ်လုံးပင်ပန်းစွာစားရမည်စူးပင်မျိုးမျိုးတို့လည်းတင်းအဖို့မြေပေါက်စေမြေ၌ပေါက်စေမည်လေ၌ဖြစ်စေဟင်းသီးဟင်းရွက်တို့ကိုတင်စားရမည်တင်ထွက်ရာမြေတို့မပြမီတိုင်အောင်တင်ဤမျက်နှာမှာချွေးထွက်ရည်လျက်အစာကိုစားရမည်အကြောင်းစားရမည်အကြောင်းကတင်ဒီမြေမုံမှဖြစ်၍မြေမုံတို့ပြန်ရမည်မိန်တော်မူ၏ Now notice, God gave Adam responsibility to work and to care for the Garden of Eden. အဲ့တော့ဒီကျမ်းချက်ကိုကျွန်တော်မစခင်မှာကဘာဦးကျမ်းအခါကြီးနှစ်ဘက်ကိုကျွန်တော်ပြန်ပြီးတော့သွားလိုက်တဲ့အချိန်ခါမှာဘာအကြောင်းအရာတွေ့ရတယ်လဲဆိုတော့အာဒါမ်ကိုအေဒင်ဥယျာဉ်ကြီးကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်သူ့ကိုအေဒင်ဥယျာဉ်ကြီးထဲမှာခြားထားတယ်ဆိုတဲ့အကြောင်းအရာကိုလူပိုင်းကိုကျွန်တော်သိထားပြီးသားပါ And also remember, God set the perfect example earlier when it says He finished His work and then He rested. Everybody has some work to do. အဲ့တော့ကျွန်တော်အခုနပြောတဲ့အကြောင်းအရာထဲမှာ plus ပါလဲဆိုတော့ဖခင်ကနေဒီဖန်ဆင်းခြင်းအမှုအရာအားလုံးပြီးရဲ့အချိန်မှာသူကနေပြီးတော့အနားယူတယ်ပြီးတော့သူ့ရဲ့ဖန်ဆင်းခြင်းအမှုအရာကိုဆက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်အာဒါမ်ကိုသူအဲ့မှာတောင်းပေးထားတာပါ Now catch the important distinction in verses 17 through 19. It doesn't say that God cursed Adam,
And God didn't curse Adam's work. အဲ့တော့ကျွန်တော်သိရဖို့ကခုနကျွန်တော်ဖတ်သွားတဲ့အခန်းငယ်16နှစ်လောက်ကနေပြောပြန်ပြီးကြည့်လိုက်တဲ့အချိန်မှာစကားနားမထောင်ခဲ့လို့အပြစ်ဖြစ်တော်ညာလဲဖယားသခင်ကနေပြောအာဒမ်ကိုမကြိတ်ဆိုခဲ့ဘူးပြီးတော့သူလှုပ်ဆောင်ရမယ်အလုပ်မှုရာအကြောင်းကိုဖယားမကြိတ်အောင်ဘာလို့ပဲကြိတ်ထားပါသလဲ God says he cursed the ground. And Adam would still get results from tilling the ground, but he was going to have to work harder for it in the future. အဲ့တော့အပြစ်လုပ်ခဲ့တဲ့အာဒမ်ကိုဖယားကနေပြောမကြိတ်ဆိုပေမဲ့ဘာလို့တော့ကြိတ်လိုက်တယ်လဲဆိုတော့သူလှုပ်ဆောင်ရမယ်အလုပ်ပို့ပြီးခက်ခဲသွားအောင်မြေကြီးကိုသူကနေပြီးတော့ကြိတ်ခဲ့တာပါ And also notice that the dirt that was cursed would someday also receive your life back into it. ဒီအခါမှာဒီတိတ်ချိန်လိုက်တဲ့မြေကြီးကနေပြီးတော့တနေ့တော့အချိန်ခါမှာဒီလူယောက်ျားမိန်းမတို့ရဲ့နောက်ဆုံးနားကိုရဖြစ်တဲ့မြေမုံကိုပြီးတော့သွားရလိမ့်မယ်ဆိုတဲ့အကြောင်းပြန်ပါ Now what does that mean for our purposes? အဲ့တော့ကျွန်တော်ရဲ့ဘဝအရွယ်ချက်မှာကျွန်တော်ဘဝရှိရေးမှာဘာများအရေးကြီးပါလဲ It means that God didn't curse our work. Work is actually a gift from God and a part of his purpose for you and for me and for all of mankind. အဲ့တော့အလုပ်အကြောင်းကိုကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်တဲ့အချိန်ခါမှာခုနလည်းပေါ်ပြခဲ့ပြီးပါပြီအပြစ်လုပ်ခြင်းအတွက်လူမှာအပြစ်ရှိပေမဲ့လူကိုသူကအပြစ်တော့မပေးပဲနဲ့ညီကြီးကိုတော့ပြီးအပြစ်ပေးလိုက်တယ်အဲ့တော့ဖခင်ရဲ့ချစ်ချင်းမြတ်တာတော့ဆက်ပြီးတော့တည်နေရဆိုတဲ့သဘောပေါ့လေနော်ပြီးတော့ဒါပေမဲ့ဒီမှာကျွန်တော်ရှိရမှာကျွန်တော်ရဲ့လူသားတွေရည်ရွယ်ရင်ဖန်ဆင်းခြင်းခံရတဲ့အစကတည်းကနေပြီးတော့ကျွန်တော်တို့ဆိုမှာအလုပ်ဆိုရယ်ပူးတွဲပြီးပါလာအတွက်ဒီအလုပ်ဆိုတာဖခင်ပေးတယ်ကျွန်တော်တို့လက်ဆောင်တစ်ဖက်ကပြန်ပြီးပြောမယ်ဆိုရင်ကောင်းကြီးမင်္ဂလာနဲ့ပြီးသွားကျွန်တော်ရဲ့လူသားရဲ့ရည်ရွယ်ရင်ဒီလူသားတွေကိုဖန်ဆင်းကြတဲ့ရည်ရွယ်ချက်ထမှာပါနေတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာပါ And the way sin impacted our work was that it just made it more difficult to accomplish our work. That's what sin has done to our work. ဒါကြောင့်ကျွန်တော်ဒီမှာဒီကနဦးကျမ်းပိုက်ကိုကျွန်တော်ဖတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်လှုပ်ဆောင်ရမယ့်အရာဖြတ်တန်းရမယ့်ဘဝဆိုတာပို့ပြီးခက်ခဲသွားစေတယ်ဆိုတဲ့အကြောင်းအရာတော့ပို့ပြီးကျွန်တော်မြင်တာဖို့အတွက်ပါအပြစ်ကြောင့်ပို့ပြီးခက်ခဲသွားစေတယ်သူကတော့ပို့ပြီးဟိုဘယ်လိုပြောမှာဖခင်အပြစ်ပေးတာတော့ And one of the best ways to alleviate our worries about our jobs, what we're doing or what we will do, is to change our attitude about the work we do. အဲ့တော့ကျွန်တော်ဘယ်လိုလှုပ်ဆောင်ရမလဲကျွန်တော်ဘယ်လိုအသက်ရှင်မလဲဆိုတဲ့အကြောင်းအရာဒီကျွန်တော်ရဲ့သူ့ပေါ်မှာထားတဲ့သဘောထားကနေပြီးကျွန်တော်ကိုပြန်အများကြီးထိန်းချောင်းနေတယ်ကျွန်တော်ကိုပြန်ပြုပြင်သွားနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုဝင်ငါချင်တာပါ Do not look at work as a curse, but look at work as a blessing. အဲ့တော့ခါကျကျွန်တော်ပါဇက်ကနေတော့မှထွက်ကနေပြောတတ်တဲ့အရာရှိဘယ်ဘဝဝှကျွေးကြောင်းများဒီလောက်ထိတော့မှကျွန်တော်လှုပ်ဆောင်နေရပါတယ်ဆိုပြီးတော့အဲ့လိုပြောနေအလုတ်ဆိုတဲ့ဟာကြီးကိုသွားပြီးတော့ကျွန်တော်အပြစ်ပေးပါနဲ့ဖခင်ကအလုတ်ကိုမကြိတ်ခဲ့ပါဘူးအလုတ်ဆိုတဲ့ဟာကြီးကျွန်တော်ဘဝဖြစ်တည်ခြင်းမှာငကိုကလေးနေပါနေတဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်လှုပ်ဆောင်ဖို့အတွက်ခွန်အားပေးချင်တာပါ Secondly, view your job as a bridge. So your job, your work, first is a blessing, and secondly, it's a bridge, and I'll tell you what it's a bridge to in a minute. အဲ့တော့ဒုတိယအချက်အနေနဲ့ကျွန်တော်အလုတ်ဆိုတဲ့ဟာကိုကောင်းကြီးမင်္ဂလာ blessing အနေနဲ့ကျွန်တော်သတ်မှတ်ထားတယ်ဆိုရင်ဖခင်ပေးထားတဲ့စုကျေးဇူးကိုလည်းကျွန်တော်လှုပ်ဆောင်ရမယ်ဘဝရဲ့ရည်ရွယ်ချက်အဲ့တော့ဒုတိယအချက်မှာအလုတ်ဆိုတာဒီကျွန်တော်တို့တရားပါအဲ့တရား bridge ပေါ့လေနော်ဒီတရားကဘာလဲဆိုတော့ကျွန်တော်အခုပြန်ပြောဝင်ငါချင်ပါတယ် Yeah, a bridge gets you from one place to another. And so a job, first off, can be a bridge to a good reputation. အဲ့တော့တရားဆိုရဲ့ရည်ရွယ်ချက်ကတနေရာနေတနေရာအဆက်အသွယ်ပြတ်နေတဲ့မသွားနိုင်တဲ့နေရာမှာကျွန်တော်တရားထိုးထားတာနော်သွားလာနိုင်ဖို့အတွက်တုတ်ထားတာအဲ့တော့အလုတ်ဆိုတာလဲကျွန်တော်တို့ရည်ရွယ်ထားတဲ့အရာတနေရာနေ1 point ကိုနားတာပေါ့လေတနေရာနေတနေရာအတွက်ကျွန်တော်တို့ချိတ်ဆက်ပေးနေတဲ့တရားတစ်ခုလိုပါပဲ Someone once wisely said that every job is a self-portrait of the person who does it. So autograph your work with excellence. အဲ့တော့ပညာရှင်တယောက်ကနေပြောအလုတ်ဆိုတဲ့အကြောင်းကိုဘာပြောတယ်လဲဆိုတော့အားလုံးသောအလုပ်တွေဟာတဲ့ကိုယ့်ရဲ့ဘဝဆက်ပေါ်သေးဆိုပုံဖော်ဖို့အတွက်အကောင်းဆုံးတော့ဗာလဲအရာပါတဲ့အဲအကြောင်းနဲ့ဒီအကောင်းဆုံးဘဝဆိုတဲ့ဟာကြီးကိုအလုပ်နဲ့ပုံဖော်နေတဲ့အချိန်မှာကိုယ့်ရဲ့အကောင်းဆုံးဆိုတာအရာတွေနဲ့ပုံဖော်ဖို့အရေးကြီးပါတယ်တဲ့ပြောချင်တာကကိုလှုပ်ဆောင်နေတဲ့အရာမှာအကောင်းဆုံးဆိုတာလှုပ်လိုက်တာနဲ့ကိုယ့်ဘဝရဲ့ယုံလုံးပေါ်တဲ့နေရာမှာလည်းအကောင်းဆုံးပုံရိပ်တစ်ခုတော့ထွက်လာမှာပါ One of the great joys of my ministry is that early on as a minister I didn't get paid a lot of money. And I had to do other jobs besides be a pastor. အဲ့တော့ကျွန်တော်အလုပ်ဆိုတဲ့အကြောင်းကိုပြန်ပြောကျွန်တော်ပြောချင်တာကျွန်တော်ဘဝအစမှာကျွန်တော်ဒီသာသနာမှုတော်ပြန်ကိုကျွန်တော်ထားဆောင်တဲ့အချိန်ကျွန်တော်ခါတော့ကျွန်တော်မှလက်ခလည်းများများမရှိပါဘူး
အဲ့တော့ကျွန်တော်အမြဲတမ်းကျွန်တော်မိသားစုဘဝအတွက်ရည်တည်ဖို့အတွက်ကျွန်တော်အလုပ်ပေါင်းမြောက်များစွာကျွန်တော်လုပ်ဆောင်ခဲ့ရတာပါ I roofed houses. I cut tobacco in the hot sun. You always cut tobacco in the hot sun. I shoveled manure. I milked cows. All tough physical tasks. အဲ့တော့ကျွန်တော်ဘဝအစမှာကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အရာတွေမှာကျွန်တော်အိမ်မိုးတွေလည်းကျွန်တော်အများကြီးလိုက်မိုးခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီနေနေရစိုက်ပျိုးရေးနေပြီဆိုတဲ့အခါကျတော့ဒီနေရာတွေမှာဒီဆေးရွက်ကြီးတွေအများကြီးပူပြင်းလာတဲ့နေရောင်အောက်မှာဆေးရွက်ကြီးတွေကျွန်တော်လိုက်ပြောကျွန်တော်ဆုတ်ခဲ့မှုပါတယ်ပြီးတဲ့အချိန်ခါမှာကျွန်တော်နွားတွေလည်းကျွန်တော်အများကြီးမွေးပြီးခဲ့တော့နွားနို့ညှစ်ရတဲ့အလုပ်နွားနို့ပို့ရတဲ့အလုပ်တွေနဲ့အခြားလုပ်ငန်းတွေအများကြီးလုပ်ခဲ့မှုပါတယ် And even though the work was very hard for many years, I received continual blessings over and over again because people knew that I was willing to work. အဲ့တော့ဒီအလုံးပေါင်းမြောက်များစွာအထက်မှာရုပ်စွာဆုံးငါချီကျုံတာအစားပေါ့လေနော်အဲ့ခုနကပြောကျွန်တော်ပြောတယ်မှာမိပါတယ်အဲ့လည်းပါပါတယ်ဒါပေမဲ့ဒီအလုံးတွေအားလုံးကိုကျွန်တော်ပြောရွှင်နှစ်ချိုက်စွာနဲ့တာပိုးထားပြီးတော့ကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အတွက်အလုံးတစ်ခုပြီးသွားတိုင်းဟာကောင်းကြီးမင်္ဂလာနောက်တစ်ခုကျွန်တော်စမှာထပ်လာမှာဘာဖြစ်လို့လဲကျွန်တော်ကလှုပ်ပေးနေတဲ့သူတွေဒီလူဟာဧကအမှအလုပ်ကိုလှုပ်ဆောင်ခြင်းနဲ့ကြိုးစားခြင်းနဲ့ဆိုတဲ့ဟာတိတ်သွားတဲ့အတွက်ကျွန်တော်အတွက်ကဆင့်ကဲကောင်းကြီးမင်္ဂလာတွေကျွန်တော်ဘဝမှာထပ်ပြီးတစ်ခုထပ်လာတာပါ I was willing to do anything, and I still am. In fact, when our janitor goes on vacation, do you know who cleans the toilets in this church? အဲ့တော့ကျွန်တော်ဒီနေ့ဒီချိန်ထိကျွန်တော်ဆက်ပြီးတော့ကျွန်တော်လုပ်နေတယ်ကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်ခြင်းနေတာပါခင်ဗျားတို့သိပါသလားဒီအသင်းတော်မှာရှိတဲ့တန့်ရှင်းရေးသမားကြီးဒီ vacation သွားတဲ့အချိန်ခါမှာဒီတရားကျောင်းမှာရှိတဲ့တန့်စင်ခါအင်တာတွေကိုဘယ်သူတန့်ရှင်းတယ်များထင်ပါသလဲ I do. ကျွန်တော်လုပ်တာပါ And quite often in the past, the very men that I worked beside, because I worked next to them, they were always willing to hear what I had to say about God. ပြီးတဲ့အခါမှာကျွန်တော်လုပ်ခဲ့တဲ့အလုပ်မှန်သမျှမှာကျွန်တော်ရဲ့အကောင်းဆုံးတွေပဲကျွန်တော်ပေးခဲ့တဲ့အတွက်ဒီနေ့ဒီချိန်ထိကျွန်တော်ဒီအလုပ်တွေကျွန်တော်ဆက်မလုပ်ခဲ့ဘူးဆိုပေမဲ့တော့မှကျွန်တော်တို့အလုပ်လုပ်ခဲ့ဘူးတဲ့သူတွေကျွန်တော်အလုပ်ပေးခဲ့တဲ့သူတွေကျွန်တော်လည်းဒီနေ့ဒီဆက်ဆံရေးကျွန်တော်မှရှိနေတာမကပဲနဲ့ဒီနေ့ကျွန်တော်ဓမ္မဆရာဖြစ်သွားတဲ့အချိန်ခါမှာကျွန်တော်ပြောတဲ့စကားတွေကိုသူတို့နားထောင်ကြတယ်ဘာလို့ဒီလူဟာဧကအမှအကောင်းဆုံးလုပ်တဲ့သူပါဆိုတာသူတို့သိနေတဲ့အတွက်ပါ Yeah, it made a bridge between myself and the men that I worked with that didn't know Jesus. They were willing to listen because they knew I would work. အဲ့တော့အခုနကျွန်တော်ဘာကြောင့်ကျွန်တော်တရားလို့ပြောပါတယ်ကျွန်တော်ဘဝမှာအကောင်းဆုံးကျွန်တော်လှုပ်ဆောင်ခဲ့တဲ့ကျွန်တော်နဲ့ပေါင်းတဲ့ဆက်ဆံခဲ့တဲ့သူတွေအားလုံးတွေကြားထဲမှာကျွန်တော်တို့အပြောပဲကြီးနေတဲ့သူတွေမဟုတ်ဘူးတကယ်လက်တွေ့မှာလဲကျွန်တော်ဘဝအသက်တာမှာဒီကောင်းကြီးမင်္ဂလာဆိုတဲ့ဟာကိုတမန်မြင်သာစေတဲ့အရာတာမကပဲနဲ့လက်တွေ့ပုံဖော်နိုင်တဲ့သူတွေဖြစ်တဲ့တော့ဟာဒီကောင်အပြောသမားပဲမဟုတ်ဒီကောင်စကားတော့တကယ်နားထောင်တက်တယ်ဆိုတဲ့ဟာမျိုးလူတွေကနေပြီးလက်ခံလာတဲ့အရာမျိုးမှာရှိနေတဲ့အတွက်ကျွန်တော်ကောင်းမြတ်တဲ့အလုပ်ကိုကောင်းစွာနဲ့ကျွန်တော်လှုပ်ဆောင်ခြင်းအရာဒီတရားတစ်ခုပါလားဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ဖြစ်ပါတယ် And do you think that made me work harder in the future so that I could have a good reputation and build a bridge with men and women in our world? Of course it did. အဲ့တော့ခုနကျွန်တော်ပြောတဲ့အကြောင်းအရာထဲမှာတရားဆိုဟုတ်ပါတယ်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာအားလုံးဒီကျွန်တော်တို့ကိုတစ်ခုနဲ့တစ်ခုဆက်ဆက်နိုင်ဖို့အတွက်ပတ်ဝန်းကျင်မှာရှိနေသူတွေနဲ့ရောကျွန်တော်ဆက်ဆက်နိုင်ဖို့အတွက်တရားကြီးပါ And by the way, this isn't on. My wife tells a story about the Kachin people to everyone that we talk to about Kachin people. အဲ့တော့ကျွန်တော်အခုပြောချင်ဒီထဲမှာတော့မပါဘူးပေါ့လေနော်ကျွန်တော်မျိုးသမီးကအများကြီးပြောလို့ရှိပါတယ်ကျွန်တော်နဲ့တွေ့ဆုံတဲ့သူတွေနဲ့ကျွန်တော်မျိုးသမီးအများကြီးပြောဖြစ်တာကကျွန်တော်ရဲ့ကချင်မျိုးတွေအကြောင်းပါ Last year at Thanksgiving dinner, we're sitting with Pastor June, and I said, Pastor, I have a lady in my church that is the manager of a cleaning company. Do any of your people need a job? ကျွန်တော်ဒီလွန်ခဲ့တဲ့နှစ်တုန်းကဒီထဲမှာကျွန်တော်ဒီ dinner လုပ်တဲ့အချိန်ခါတုန်းက Thanksgiving dinner လုပ်တဲ့အချိန်တုန်းကကျွန်တော်မေးဖြစ်ပါ Pastor John မေးပါတယ်ဒီမှာရှိနေတဲ့တယောက်ကနေပြီးတော့ဒီတန့်ရှင်းများမလုပ်ချင်ဘူးလားဆိုပြီးတော့မေးဖြစ်ပါတယ် And Pastor June looked at me and he said, no, all of my people are working. အဲ့တော့ပေါ့လေနော်ဘယ်သူမှလည်းအလုပ်မရှိရလဲတယောက်မှမရှိဖြစ်နေတော့အခုလောလောဆယ်တော့တန့်ရှင်းလုပ်ချင်တဲ့သူတော့မရှိဘူးအားလုံးကတော့အလုပ်ကိုရှိနေတယ်လို့ကျွန်တော်ပြောဖြစ်ပါတယ် Now my wife is a manager in a big company for the parent company of St. Vincent's, and she talks to people all the time about jobs. ပြီးတော့သူမျိုးသမီးခုနပြောတဲ့ company မှာ manager ကြီးဖြစ်တဲ့ခါကျတော့အလုပ်အကြောင်းသူခဏခဏပြောဖြစ်တဲ့အချိန်တုန်းက And she is always telling people, if I were sure you worked as hard as the Kachins,
I would hire you. အဲ့ဒါသူအမျိုးသမီးကနေပြောတယ်ဘာလို့ကျွန်တော်ကချင်နေအားလုံးအလုပ်ကိုင်ကိုစီရှိနေကြတယ်ဆိုတော့ခါပြောတဲ့အချိန်မှာသူတို့တွေကျွန်တော်ကချင်မျိုးတွေနဲ့လောက်တာမင်းတို့လုံနိုင်တယ်ဆိုရင်တော့မင်းတို့ကအလုပ်ပေးမယ်ဆိုပြီးပြောဖြစ်ပါတယ် My Kachin brothers and sisters, you have a good reputation. အဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့အားလုံးကိုအလုပ်လုပ်ပြီးတော့ဘဝအသက်တာကိုတည်ဆောက်နေကြသူတွေဖြစ်တဲ့အတွက်တင်တို့ကအင်မတန်မှကောင်းမြတ်တဲ့ဘဝအသက်တာတစ်ခုမှာခင်ဗျားတို့အလင်း reputation ဆိုတာရှိနေတဲ့ဂုဏ်ပုတ်ပေါ့လေနော်ရှိနေပါတယ် You build bridges that you don't even know you're building. ဒါပေမဲ့ခင်ဗျားတို့ခုနပြောတဲ့အတိုင်းပဲခင်ဗျားတို့လှုပ်ဆောင်သွားတဲ့အရာခင်ဗျားတို့ကတော့မသိပေမဲ့ခင်ဗျားတို့ရဲ့အလုပ်ကိုင်နေခြင်းအကြောင်းအရာက bridge ပေါ့လေတခြားသူကိုပြောပြဆရာဆံမှုတာတစ်ခုဖြစ်နေတာပါ Our work is also a bridge for ministering to other people's needs. နံပါတ်2အချက်ကဒီဟို bridge ဆိုတဲ့နေရာမှာပေါ့လေပထမ1ချက်ပြော2ချက်မှာကျွန်တော်တို့ရဲ့အမှုတော်မြတ်မှာလည်းဒီအလုပ်အားဖြင့်ကျွန်တော်တို့ဟာတသားဖြစ်နိုင်ပါတယ် Your job, my job, offers to every one of us a wonderful opportunity to reach out and to meet other people's needs. အဲ့တော့ကျွန်တော်ရဲ့လှုပ်ဆောင်နေတဲ့အရာခင်ဗျားတို့ရဲ့အလုပ်ကျွန်တော်ရဲ့အလုပ်တွေအားလုံးဟာကျွန်တော်တို့ရဲ့တစ်ဖက်သားတွေကိုကျွန်တော်တို့ရဲ့ဒီနှုတ်ပတ်တရားတော်ရောက်ဖို့အတွက်ပေါ့လေနော်ပုံပေါ်ဆန္ဒမှုနာကျွန်တော်ပြောနေတက်တွေထူတဲ့အသက်တာတစ်ခုဖြစ်ဖို့အတွက်ဒါတက်တည်ကြတာပါ Galatians 6:10 says, Therefore, as we have opportunity, let us do good to all people. အဲ့တော့ဂလာတိဩဝါဒစာအခန်းကြီး6ငယ်30ထဲမှာကျွန်တော်တို့ဖတ်လိုက်တဲ့အချိန်ခါမှာဘာအကြောင်းအရာတွေ့ရတယ်ငါတို့ဒီအာမရော့စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အားထိုတို့ဒီကြည်၍ကျင့်လင်အချိန်တန်သောကာလနဲ့အတိအနံကိုရေးကြရလိမ့်မည်ထို့ကြောင့်ငါတို့ဒီအစင်သင့်ဒီအတိုင်းယုံကြည်ခြင်းဤအိမ်သူအိမ်သားတို့၌အထူးသဖြင့်ယေရှုပြုပြခတ်သိမ်းသောသူတို့အားယေရှုပြုကြကုန်အားဆိုပြီးတော့အလုံးအားဖြင့်အချိန်ရှိတဲ့အချိန်ခါမှာကျွန်တော်တက်တည်ကြဖို့ပေါ့တက်ပေါ့လေနော်ခရိယာရဲ့အသက်တာဆိုတာဟာကျွန်တော်ပြောနေရုံနဲ့မပြီးဘူးဒီကျွန်တော်ယုံကြည်ခြင်းအရာမှာတက်တည်ထူနိုင်တဲ့အလုံးအားဖြင့်ကျွန်တော်တက်တည်ကြဖို့အတွက်ဂါလာတိဩဝါဒစာထဲမှာကျွန်တော်တို့ခွာပေးတာပါ And Philippians 2:4 says, Each of you should look not only to your own interest, but to the interest of others. ပြီးတော့ဒီကျွန်တော်ဖိလိပ္ပိဩဝါဒစာအခန်းကြီးနဲ့အငယ်၄လောက်မှာကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာကိုယ်အမှုအရာကိုသာမရှုမမှတ်ပဲသူ့အမှုအရာကိုအချင်းချင်းရှုမှတ်ကြလောဆိုပြီးတော့ကျွန်တော်တို့ရဲ့အကြောင်းပေါ့လေနော်သူများရဲ့အကြောင်းကိုကျွန်တော်စိတ်ဝင်စားနေအောင်ပထမတစ်ချိန်မှာကျွန်တော်ရဲ့မိမိကိုယ်ကိုကျွန်တော်ကောင်းအောင်ကြိုးစားဖို့ကိုယ့်ရဲ့အမှုအရာကိုကျွန်တော်ရှုမှတ်ပြီးတော့ဖခင်ရဲ့ရှိမှာအကောင်းဆုံးအလုပ်အပြင်ကျွန်တော်တက်တည်ကြဖို့အတွက်ကျွန်တော်တို့ကိုဖိလိပ္ပိဩဝါဒအခန်းကြီးနဲ့၄မှာကျွန်တော်ဖော်ပြထားပါတယ် And if you pay closer attention, you might find out that the reason that God has placed you in whatever job that you're in is so that you might have the opportunity to reflect Jesus to them. အဲ့တော့ကျွန်တော်ခုနအလောက်ကတရားလို့ကျွန်တော်ပြောပါတယ်ကျွန်တော်အခုကုမ္ပဏီတွေမြောက်များဆောင်မှာကျွန်တော်လှုပ်ဆောင်နေကြတယ်ကျွန်တော်တို့ရဲ့အလုပ်အားဖြင့်ကျွန်တော်ရဲ့သစ္စာရှိမှုပြီးတော့ကျွန်တော်တို့ရဲ့အလုပ်ဆိုတာချစ်ချင်းမြတ်တာပြဆိုတာအလုပ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့သူများနဲ့ပေါင်းသင်းဆက်ဆံတာကအစကျွန်တော်မှအကောင်းဆုံးလှုပ်ဆောင်တဲ့ဘဝအသက်တာပုံဖော်တယ်ဆိုတဲ့အရာဒီသခင်ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုဝေငှဖို့အတွက်အခွင့်အလမ်းကြီးကြီးပါ And for us Christians, the work that you and I do, and wherever we do it, comes with a higher calling. အဲ့တော့ကျွန်တော်တို့ဘယ်ကုမ္ပဏီမှာဘာပဲလှုပ်ဆောင်နေပြီဖြစ်စေတော့လေနော်ကျွန်တော်ကားစက်ရုံမှာလှုပ်ဘယ်နေရာမှာလှုပ်ကျွန်တော်တိမှထားဖို့အရာဟာကျွန်တော်လှုပ်ဆောင်နေတဲ့အရာဆိုတာဖခင်တခင်ကျွန်တော်ကိုတာဝန်ပေးထားတဲ့အရာ calling ကြီးပေါ့လေနော်ကျွန်တော်ကိုခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်တဲ့လုပ်ငန်းမှာကျွန်တော်လုပ်ကိုင်နေတယ်ဆိုတဲ့အကြောင်းအရာကိုတိမှစေချင်ပါတယ် And remember the old saying, people will never care what you know until they know that you care. အဲ့တော့လူတွေကနေပြီးတော့တဲ့ခင်ဗျားတို့ဘာကိုပို့ပြီးတော့ဘယူစိုက်တတ်တယ်လဲဆိုတဲ့အကြောင်းအရာခင်ဗျားတို့ဘာကိုသိတယ်လဲဆိုတဲ့အကြောင်းအရာကိုသူတို့စိတ်ဝင်စားပါဘူးသူတို့သိချင်တာသူတို့စိတ်ဝင်စားတာကခင်ဗျားတို့ဘယ်လိုလှုပ်ဆောင်နေတယ်လဲဆိုတဲ့အကြောင်းအရာကိုပြောစိတ်ဝင်စားပါတယ် Who do you know at your work that needs to know that you really do care about them? အဲ့တော့ကျွန်တော်ရဲ့ပုံဝင်ချင်မှာကျွန်တော်ဘာကိုဂယူစိုက်တယ်လဲကျွန်တော်ဘာကိုသိတယ်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဘာကိုဂယူစိုက်တယ်လဲဆိုတဲ့အလုပ်အပြင်ဖြစ်စေတဲ့အရာပေါ့လေနော်ကျွန်တော်ရဲ့ဂယူစိုက်မှုအပြင်တဘာသူဒီဖခင်အကြောင်းကိုကျွန်တော်ပို့ပြီးတော့တိမှတ်သွားဖို့အတွက်ကျွန်တော်ရဲ့အသက်တာနဲ့တတိထူဖို့ပါ And wherever you work, people are looking for it. Just this last week, I was at the hospital. We had twins born, 2 little girls. One was 2 pounds 3 ounces. The other was 4 pounds 6 ounces. လုံခဲ့အပတ်မှာကျွန်တော်တို့အသင်းသားတယောက်ကနေပြီးတော့အမွာမွေးပါတယ်တယောက်ကတော့2ပေါင်ကျော်တယောက်ကတော့4ပေါင်လောက်ပဲရှိပါတယ်တေးလေးပေါ့နော် And when I went into the nursery, the nurse that was standing there, she talked about the babies,
But I looked at the nurse and said, I want you to know, I will be praying for you because you do such a wonderful job.ကျွန်တော်အဲ့ nursery room ထဲမှာဟို intensive care ပေါ့နော်အဲ့တဲတဲ့ဝင်သွားတာနဲ့အဲ့မှာ nurse ကနေပြီးတော့ဟာကလေးကဘယ်လောက်ကြီးတီးကိုကိုဖြစ်နေပါပြီကလေးအကြောင်းပြောပြနေတဲ့အချိန်ခါပါကျွန်တော်ကနေပြောဖြစ်တာကကျွန်တော်ခမရတော့လည်းကျွန်တော်ဆူတောင်းခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ခမရကျွန်တော်မလုံးနိုင်တဲ့အရာဒီကလေးပစ္စည်းကိုလေးတွေကိုဘယ်လိုပြောမလဲဒီဟိုဟာစောင့်ရှောက်နေရဆိုတာခမရတော့လည်းကျွန်တော်ဆူတောင်းပေးခြင်းပါတယ်လို့ပြောလိုက်ပါတယ် And guess what that nurse started to do in that nursery? She began to cry. She said, you would care enough about me to pray for me? အဲ့တော့အဲ့ nurse ကနေပြီးတော့မျက်ရည်ကျပြီးသူ့ပြောဖြစ်တာကျွန်မအတွက်ဆူတောင်းပေးမှာဟာလားကျေးဇူးများတင်ပါတယ်ကျွန်မ view တစ်ဆိုင်နဲ့အခုလိုဆူတောင်းဖို့အတွက်တတိယပြီးလို့ပါဆိုပြီးတော့မျက်ရည်ကျပြီးသူ့ပြောပါတယ် Think about it. Who is waiting for you at your job to pray for them to know that you care? အဲ့တော့ကျွန်တော်လှုပ်ဆောင်နေတဲ့ဘယ်နေရာမှာပဲဖြစ်ကျွန်တော်ဘယ်လုပ်မျိုးပဲလုပ်နိုင်ပြီဖြစ်တယ်ဖြစ်စေကျွန်တော်ပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေကျွန်တော်ဘယ်လောက်တည်တယ်လဲဆိုတဲ့အကြောင်းအရာပြောတာထက်ကျွန်တော်ခင်ဗျားတို့ဘယ်လောက်တည် view site ချင်ပါလဲခင်ဗျားတို့ဘယ်လောက်တည်ချစ်ပါလဲခင်ဗျားတို့ဘယ်လောက်တည်ဟိုဟာဒီအရေးတည်ရှိပါတယ်လဲဆိုတဲ့အကြောင်းအရာအားဖြင့်ကျွန်တော်ရဲ့လူတွေနဲ့ဆက်ဆံတဲ့အချိန်မှာပို့ပြီးတော့တရားဖြစ်စီပါတယ် And it's also your job is also a bridge for introducing the reality that Jesus is real. ပြီးတဲ့အခါမှာနံပါတ်3ချက်နေတဲ့ခုနပြောတဲ့ကျွန်တော်ရဲ့ view site ကိုချင်းမြတ်တာပဲပေါ့တကယ်ရှိဖြစ်တော့ဟာဧကအမှန်အသက်ရှင်နေတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုသိမှစီဖို့အတွက်တရားဖြစ်တာပါ Many of the people you work with will never come to a church service. ကျွန်တော်ဒီမှာရှိနေတဲ့ကျွန်တော်ထင်ပါတယ်အများအပြားလူတွေကအတင်းဘုရားကျောင်းတော်မှာတစ်ခါမှမသွားတဲ့သူတွေမြောက်များစွာနဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်နေရတာပါ Very few of them will turn on the TV and listen to a gospel sermon. တို့တွေစီမှာရှိနေတဲ့နည်းနည်းလောက်တော့မှနည်းနည်းပပလောက်ပဲဟိုနည်းနည်း TV လေးဖွင့်ပြီးတော့ဒီတရားဒီနာနားထောင်တဲ့လူပါကောင်းပါပါလိမ့်မယ် They will probably never get in their automobile and drive to a crusade. ဒီအခါမှာတို့ရဲ့ကားမှာတစ်ခါတော့ဝင်ထိုင်ပြီးတော့ဟို crusade ရှိတဲ့နေရာမှာလည်းတို့သွားချင်မှသွားမှာပါ So what does that leave? အဲ့တော့ဘာကြောင့်ခဲ့လဲ That leaves you introducing Jesus and me introducing Jesus to whomever I can, especially in our jobs. အဲ့တော့တို့ဘာမှဂရုမစိုက်နေပတ်ဝန်းကျင်မှာရှေ့ဖျားဆိုတဲ့အကြောင်းအရာကိုဘာမှမစင်စားနေတဲ့သူတွေကြားမှာကျွန်တော်တို့ကိုဖျားအကြောင်းကိုပြောဖို့အတွက်ကျွန်တော်တို့ခွဲခန့်ထားတာပါ Now let me tell you, God probably hasn't called you to preach in the cafeteria or pass out tracts at break time. ပြီးတော့ကျွန်တော်တို့အခုသိမှထားဖို့ဖျားကနေပြီးတော့ကျွန်တော် cafeteria မှာနော်တရားဟောဖို့အတွက်တော့မဟုတ်ဘူးပြီးရခါမှာကျွန်တော် track တွေဝေစာလေးတွေရှောက်ပြီးဝေနေဖို့အတွက်တော့ဟုတ်ကောင်းဟုတ်ချင်မှာဟုတ်မှာပါ But He has called us to develop relationships where we can naturally share the gospel and why it is that we are who we are when the need arises. ကျွန်တော်တို့ကိုခွဲခန့်မှတ်သားထားတယ်ဆိုတာကျွန်တော်ပြောနေတာကကျွန်တော်လောက်ဆောင်နေခြင်းအရာကနေတော့သူတို့တွေမြင်သာပြီးတော့သူတို့ဖခင်အကြောင်းပို့ပြီးတိလာတဲ့ဆက်ဆံရေးမျိုးရှိလာဖို့အတွက်ခိုင်မြဲတဲ့ဆက်ဆံရေးပေါ့လေနော်အပြောပဲမဟုတ်ဘဲနဲ့အလုံးနဲ့သက်တည်ကြနေတဲ့အရာပေါ့လေနော် In fact, the New Testament model that we taught is one where the character and the conduct of believers like you and me caused others to simply ask, why are you different than everybody else? ကျွန်တော်တမန်တော်ကြောင့်ကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဒါကျွန်တော်တို့အယိုးရှင်းဆုံးပုံပေါ်မှာပါတင်တို့ရဲ့ကောင်းမြတ်ခြင်းပုံသက်တည်အကျင့်သီလအားနဲ့ပေါ်ပြနေတဲ့ဒီဖခင်ကိုချစ်ကြောက်ယုံတည်တဲ့ယုံကြည်ခြင်းသည်လူတစ်ဖက်သားရဲ့ဘဝအသက်တာကိုပြောင်းလဲသွားစေတဲ့ပြမတာမခွန်အားနဲ့ပြည့်စုံတဲ့ဒီပြောဆိုဆက်ဆံခြင်းဆိုတဲ့ဟာကိုကျွန်တော်တို့တင်ထားပြီးသားပါ Listen to how Paul describes that happening from Colossians chapter 4 verses 5 and 6. အဲကြောင့်ကျွန်တော်ဒီကိုလောသဲဩဝါဒစာခန်းကြီး၄ငယ်9နေပြီးတော့6ကိုကျွန်တော်ဖတ်လိုက်တဲ့အချိန်ခါမှာဘာအကြောင်းအရာကိုတွေ့ရတယ်လဲဆိုတော့ပညာနဲ့ကျင့်ဆောင်၍ကာလအချိန်ကိုရွေးနှုတ်ကြတော့လူအသီးသီးတို့အားအဘယ်သို့ပြောရမည်ကိုသိနိုင်မည်အကြောင်းတင်တို့စကားသည်စားအားဖြင့်ငါတော့အရသာနှင့်ပြည့်စုံစေတဲ့အစင်မပြတ်တင့်တယ်လျောက်ပတ်ပါစေဆိုပြီးတော့ကျွန်တော်ပြောတာ You hear that? Be wise in the way you act toward outsiders. Make the most of every opportunity. ဒီတော့မှကျွန်တော်ကိုရိုးရိုးလေးတင်ထားပါပညာနဲ့ကျင့်ဆောင်ရွေးလို့ပြောပါတယ်တခါကျကျွန်တော်ရုပ်ဝေဒီဝင်ကတော့ဟုတ်တာပေါ့လေတော့တစ်ဖက်ကနားမခံတာနိုင်လောက်တဲ့အပြုမူမျိုးနဲ့
သွားပြီးတော့လှုပ်ဆောင်တယ်ဆိုရင်ကျွန်တော်တို့ကစကားနားထောင်ဖို့နီးနီးသားသားပို့ပြီးတော့ကျွန်တော်ဝေးသွားစီဒါဒီမှာကျွန်တော်တင်ထားပြီလားပညာနဲ့ကျင့်ဆောင်ကြတော့လူအသီးသူအဘယ်သို့ပြောရမည်ကိုသိနိုင်တဲ့အကြောင်းသင်တို့စကားမှာစားအဖြစ်လို့ပြောတာကျွန်တော် Finally, view your job as a building project, because wherever we work, we are building the kingdom of God. အဲကြောင့်ကျွန်တော်တို့ခုနပြောတယ်ကျွန်တော်အလုံးဆိုတဲ့အရာကိုဖခင်ကျွန်တော်ကိုတတ်မှတ်ထားတဲ့ခွဲခန့်ထားတဲ့အရာအဖြစ်ကျွန်တော်ဒီအလုံးမှာကျွန်တော်လှုပ်ဆောင်နေခြင်းအရာကြီးကောင်းကင်နိုင်ငံကိုတည်ဆောက်တဲ့အရာမှာအခန်းကဏ္ဍတစ်ခုအနေနဲ့ကျွန်တော်ပါဝင်နေကြတယ်ဆိုတာကိုကျွန်တော်မမေ့လျော့ဘူးအရေးကြီးပါတယ် There are two very strong passages in Scripture that, if taken to our hearts and applied to our hearts, it will change the heart of every Christian how they feel about their job. ကျွန်တော်တို့ဒီမှာကျမ်းစာထဲမှာအခုကျမ်းပိုင်းတစ်ပိုက်ကိုကျွန်တော်ဆက်ပြောဖတ်မှာဖြစ်ပါတယ်အဲကျမ်းပိုင်းတွေကနေပြပြီးတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဘလို့ပြောင်းလဲပြီးဒီအပြောင်းလဲနေကြမှာလူတွေကိုကျွန်တော်ဘလို့ပြောင်းလဲစီလဲဆိုတဲ့အကြောင်းအရာပေါ့နော်နောက်ကျွန်တော်မှတ်သားဖို့ဖြစ်ပါတယ် The first passage is found in Paul's advice to the Colossian church in chapter 3, verses 23 and 24. ဒီထဲမှာကိုလိုသဲဩဝါဒစာပဲဖြစ်ပါတယ်ခန်းကြီး3ငယ်23ကနေပြီးတော့24ကြားမှာဘာကိုဖော်ပြတယ်လဲဆိုတဲ့အခါမှာလူကြီးအမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ဖခင်ရဲ့အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြတော့သူတို့သည်သခင်ခရစ်တော်၏အစေကိုခံကြသည်ဖြစ်၍အမွေတော်ဒီဟူသောအကျိုးကိုထိုသခင်ဖခင်၏လက်တော်မှာခံရလိမ့်မည်ဟုတိမှတ်ကြလောဆိုပြီးတော့ကျွန်တော်လှုပ်ဆောင်ရမယ့်အရာမှာဖခင်ရဲ့အမှုတော်ကိုလှုပ်ဆောင်နေတဲ့ဆိုတဲ့အရာအဖြစ်ကျွန်တော်တိမှတ်ဖို့ဖြစ်ပါတယ် And the implication of these verses is quite clear. What is more important is how we do our job than what we do as a job. ကျွန်တော်တို့ဘယ်လိုအလုပ်ကိုဘယ်လိုလှုပ်ဆောင်နေတယ်လဲဆိုတဲ့အကြောင်းအရာအဖြစ်သခင်ဖခင်ရဲ့ဒီအမှုတော်ပြန်မှာ building project ပေါ်လေကျွန်တော်ပါဝင်ဖို့ကျွန်တော်စိတ်ဆော်ခြင်းဖြစ်ပါတယ် The unfortunate practice in our culture is that we often attribute greater worth to people who have bigger jobs. တခါတလေကြာရင်ကျွန်တော်တို့ရဲ့ culture ထဲမှာအင်မတန်မှ oneness ဆရာကောင်းတာဟာဟိုအလုပ်အကြီးကြီးလုပ်နေတဲ့သူတွေလောက်ပဲကျွန်တော်ဦးစားပေးအရေးပေးနေတဲ့ပတ်ဝန်းကျင်မှာကျွန်တော်အသက်ရှင်ရပါတယ် And we tend to think less of people who serve in jobs that we may look down on or not fully appreciate. တခါတလေကြာဟိုမှာအောက်ခြေမှာလှုပ်ဆောင်နေတဲ့သူတွေကိုကျွန်တော်တို့ရာတမန်ကရှာမှာဘာမှအတိမမပြုတ်ဘဲနဲ့တော့ပက်ခါပြုတ်ထားတဲ့အချိန်ကြီးလဲညောက်များစွာရှိနေတတ်ကြတာပါ And the truth of the matter is whatever our jobs are, it can be totally transformed when we realize that we're not working for the boss, we're working for God. အဲ့တော့ကျွန်တော်တို့ရဲ့ခရိယာတွေရဲ့အမြင်ထဲမှာကျွန်တော်ရှိရဖို့ကကျွန်တော်ယုံကြည်သူရဲ့အတမှာကျွန်တော်ဘလို့အလုပ်ကိုပဲလှုပ်ဆောင်နေရသည်ဖြစ်စေဒါအရေးမကြီးပါဘူးဘလို့လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကပို့ပြီးအရေးကြီးပါပြောချင်တာဘာကိုလုပ်နေတယ်ဆိုအရေးမကြီးဘူးဘလို့လှုပ်ဆောင်နေတယ်ဆိုကျွန်တော်ရဲ့ character ပေါ့လေနော်ဒါအရေးကြီးတာပါပြီးတော့ကျွန်တော်တို့ဟာကျွန်တော်ရဲ့တစ်ထေအတွက်ကျွန်တော်လုပ်နေတာမဟုတ်ဘူးဘယ်သူအတွက်ကျွန်တော်လုပ်နေတယ်ဆိုတော့ဖခင်သခင်အတွက်ကျွန်တော်လှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းအရာမျိုးနဲ့ကျွန်တော်စူးစမ်းလှုပ်ဆောင်ရင်ကျွန်တော်ရဲ့ဘဝအသက်တာကိုပြောင်းလဲစေတာပေါ့ကာမကပဲကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်း transform ဆိုပြောင်းလဲသွားစေတဲ့အမှုရာတွေမှာကျွန်တော်ပါဝင်နေတာ Now let me remind you who the early Christians were. အဲ့တော့ကျွန်တော်ဆက်ပြီးပြောချင်တာကိုဦးယုံကြည်သူတွေဆိုတာဘယ်လိုလူတွေပါလဲ For the most part, many of them were nothing more than slaves who did menial tasks. There were not many important people who were Christians in the time that Paul is writing. ပြီးတော့ဒီထဲမှာအခုကျွန်တော်တို့ပထမကိုဦးယုံကြည်သူရဲ့ဘဝအသက်တာကြောင့်ပြန်ပြောကြည့်လိုက်မယ်ဆိုတော့တကယ်ဟိုတကယ်တစ်ထည်တစ်ကြွယ်တွေကအစတကယ်ကမှတကယ်ဟိုအုတ်ချုပ်အာဏာရှိတဲ့သူတွေတော့မဟုတ်လားပါဘူးအများအပြားကညိုးငယ်တိမ်ငယ်ဆိုတာနဲ့ဘဝအသက်တာကိုရှောက်လန်းနေခဲ့ရတဲ့မရှိဆင်းရဲတွေအများအပြားကကြွနေဖြစ်ကောင်းဖြစ်နေခဲ့တာပါ And for the most part, their lives would never improve. Their job would never get better. Their life would probably always be bleak, and their fortunes were not going to improve. ပြီးတော့ခုနကျွန်တော်ဖော်ပြတဲ့အခါမှာအစေခါနေကြွနေရဲ့ဘဝအသက်တာဘလောက်မှယာသူများတိုးလာမှာလဲပြောင်းလဲလာနိုင်ပါလေသူတို့ရဲ့ဘဝအသက်တာမှာဒီနှစ်ကဘလို့အိမ်မာနေရနောက်နှစ်မှာဘလို့အိမ်မာနေရလဲ improvement တွေဘာမှမရှိတဲ့ဘဝအသက်တာမျိုးရှင်းခဲ့ရတာပါ Everything changes, however, when you begin to view your occupation, your job, as both a way to honor God and a way to represent God in such a way, you represent God in how you do your daily work.
အဲ့တော့ကျွန်ဘွားမှာဘာမှတိုးတက်ဖို့အတွက်အခွင့်အလမ်းတွေမရှိဘူးဆိုတော့စိတ်အခြေခံနဲ့လှုပ်ဆောင်ခဲ့တဲ့အတွက်ဘဝမှာအပြောင်းအလဲဆိုလည်းဘာမှရှိလို့မရဘူးဒါပေမဲ့ဒီမှာသခင်ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုခံယူပြီးတော့ဒီလိုတိုက်တွန်းအားပေးစကားကြားလိုက်တဲ့အချိန်ကနေစပြီးတော့သူတို့ဘဝအသက်တာမှာဟာငါရဲ့ကျွန်ပိုင်ရှင်အတွက်ငါလုပ်နေတာမဟုတ်ဘူးဖခင်အတွက်ငါလှုပ်ဆောင်နေတာပါဆိုတဲ့ရဲ့အလုပ်ပေါ်မှာသူလက်ရှိလုပ်ကြတဲ့အလုပ်ပေါ်မှာအပြောင်းအလဲတွေဖြစ်သွားတဲ့အတွက်သူ့ရဲ့သဘောထားအပြောင်းအလဲဖြစ်သွားတဲ့အတွက်သူ့ရဲ့စူးစမ်းလှုပ်ဆောင်မှုတွေတိုးတက်လာတယ်ပြီးတော့သူ့ရဲ့နမူနာပြတာနေတဲ့အလုပ်ကိုင်ခွင့်လမ်းတွေမှာသူထားတဲ့သဘောထားတွေကြောင့်မို့သူလှုပ်ရှင်တွေကနေပြီးတော့ကြုံပိုင်ရှင်တွေမြင်သာလာတဲ့နေပြီးတော့အပြောင်းအလဲစပြီးတော့ဖြစ်ပေါ်လာတာပါ Would it surprise any of you to know that I've been the pastor of a lot of people who called themselves a Christian and didn't act very much like a Christian? ပြီးတော့ကျွန်တော်ဘဝတက်တာမှာဓမ္မဆရာလှုပ်ဆောင်ခဲ့တဲ့နှစ်ပေါင်းတွေလည်းမနေတော့ပါဘူးအဲ့တော့ခရိယာနေရဲ့တဲဥဆရာနေနဲ့ကျွန်တော်လာပြီးတော့နေတဲ့ချိန်ခါမှာကျွန်တော်ရဲ့အတင်းလူအတင်းသားတွေမြောက်များစွာရဲ့တစ်ခါကြထားတဲ့သဘောထားတွေခရိယာနေမထားတဲ့မထားအပ်တဲ့အရာတွေမြောက်များစွာမြင်သိခဲ့ရတာလည်းဝမ်းနည်းစရာပါ There were many that have been very mean and not very nice. ချို့အများအဖြစ်လူတွေကတော်တော်လေးနည်းနည်းဆိုချစ်ကနေဆိုရင်ဟာငါတော့ဆိုရင်ဟာငါသဘောကောနေတဲ့သူတွေလည်းအများကြီးရှိတတ်တယ် And by the way, they probably deserve me being mean to them. Because as you sow, so shall you reap, right? ကျွန်တော်အဲ့လိုသာသဘောထားမယ်ဆိုရင်လူတိုင်းကနေပြီးတော့အဲ့လိုပါသဘောထားကြငါသဘောကောကြမယ်ဆိုကျွန်တော်ဘယ်လိုလုပ်ကြမှာလဲပြီးတော့အဲ့လိုသဘောထားကြည့်တယ်ငါလည်းငါသေယုတ်ဆရာဆိုတဲ့ဟာမျိုးနဲ့သာထားမယ်ဆိုဘယ်လိုဖြစ်ကြမှာလဲ And in every one of those cases, I just look at them and I think, I'm being nice because I'm doing this for God. အဲ့တော့တစ်ခါကျအတင်းတော်မှလည်းငါသဘောကောလာတဲ့အတင်းတော်လူကြီးလည်းရှိတတ်တာ哦နော်အဲ့လိုဆိုတဲ့ခါကျဒါပဲသူတို့ဘာပဲပြောငါတော့ငါတို့အတွက်မှအလုပ်လုပ်ကြရမှာမဟုတ်ဘူးဖခင်အတွက်လုပ်နေရပဲဆိုပြီးတော့ကိုနှိမ့်ချလိုက်တာတော့ကိုယ့်အတွက်ကစီးကြည့်ပါပါ God's been pretty good to me. ဒါကြောင့်ကျွန်တော်ခံယူရတော့ဖခင်တကယ်ကျွန်တော်အပေါ်မှာတိတ်ကူမှာကောင်းနေတယ်ဆိုတော့ကျွန်တော်သိတဲ့အတွက်ကျွန်တော်လည်းသူ့ပေါ်ကောင်းတဲ့အတွက်ကျွန်တော်ဆက်ပြီးတော့ဖခင်ကျွန်တော်အတွက်ကောင်းနေတာပါ And it becomes a bridge to make Jesus real even in people who think they already know the answer but don't. ခါကြရင်ကျွန်တော်ရဲ့စူးစမ်းလှုပ်ဆောင်မှုကြောင့်အကောင်းဆုံးပေးဆောင်မှုကြောင့်ဖခင်ကရှိနေပါတယ်သိနေပါတယ်ဆိုတော့ဘဝအသက်တာမှာတော့ပြောင်းလဲသွားစေနိုင်တဲ့ဖြစ်ပျက်မျိုးတွေလည်းမြောက်များစွာရှိနေရပါတယ် The second passage is even more profound, and it's directed to the Christians who lived in Corinth. Listen to 1 Corinthians chapter 3, verses 9 through 15. ပြီးတော့ဒုတိယကျမ်းပိုက်ကျွန်တော်ဖော်ပြခြင်းတဲ့ကျမ်းပိုက်ထဲမှာကိုရိန္သုဝါဒစာပထမဆုံးခန်းကြီး3ငယ်9ကနေပြီးတော့15ကြောင်းရဲ့လုံဆောင်တဲ့အရာကိုတတိကျစစ်ကြောခံရပါလိမ့်မယ်ဆိုတဲ့အကြောင်းကိုသတိပေးထားတာပါ Now take a moment and let that passage soak in, the truth of that passage. ပြီးတော့အခုကျွန်တော်ခွန်အားပေးခြင်းတာကဒီကျမ်းပိုက်လေးကိုခုနဖော်ပြထားတဲ့အတိုင်းကျွန်တော်ရဲ့ဘဝအသက်တာကိုဒီကျမ်းပိုက်လေးမှာစီးမျောသွားဖို့အတွက်ကျွန်တော်ခဏလေးချိန်ကြအောင် And as you do, reconsider what you do or what you will do someday in light of this important teaching. ပြီးတော့ဒီကျမ်းပိုက်ထဲမှာအခြေခံအုံးမြစ်သီးဆိုတဲ့ခရစ်တော်၌ဒီဆောက်ခြင်းအရာနဲ့ကျွန်တော်လှုပ်ဆောင်ဖို့အတွက်ပေါ့လေနော်ဘယ်အလုပ်မှာပဲကျွန်တော်အခြေခံအုံးမြစ်သီးဖခင်သခင်၌ဖခင်သခင်အတွက်လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကိုတိမှတ်ဖို့အတွက်ကျွန်တော်တို့လှုပ်ရှိလောက်ကင်နေတဲ့အန်သာလာမဲ့အနာဂတ်မှာကျွန်တော်ပုံဖော်သွားမယ့်အမှုအရာအားလုံးထဲမှာကျွန်တော်ဘလို့အခြေခံစိတ်အခြေခံမျိုးကျွန်တော်ဒီဆောက်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆင်ခြင်တွေးတော့ဖို့အတွက်ဖြစ်ပါတယ် It drives home one of the most important truths about our work. ပြီးတော့ဒီအရာလေးကကျွန်တော်ရဲ့ဘဝအသက်တာမှာဘလို့လှုပ်ဆောင်မလဲဆိုတဲ့အကြောင်းအရာမျိုးကိုပို့ပြီးတော့အတွက်ပြီးအောင်ထုတ်နေတာပါ Notice what it says. We don't work for a corporation. We don't work for a company. We don't work for a boss. We don't even work for ourselves if we own our own company. အဲ့တော့ဒီကျမ်းပိုက်ခုနကျွန်တော်မိမောင်းထိုးရဲဆိုဘာကြောင့်ပြောဖြစ်ပါလဲဒီကျမ်းပိုက်အပြင်ကျွန်တော်သိထားတာကကျွန်တော် corporation ဆိုတဲ့တကယ့်အရာမှာကုမ္ပဏီကြီးတွေပြီးတော့တတိတော်ကုမ္ပဏီတွေရုပ်စွာဆုံးကျွန်တော်ရဲ့တထေးတွေအတွက်နောက်ဆုံးရုပ်စွာဆုံးပြောမှဆိုကိုအတွက်တော့မှကျွန်တော်လှုပ်ဆောင်နေတာမဟုတ်ဘူးကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်သခင်ဖခင်အသက်ဆိုတဲ့ဟာကိုကျွန်တော်သိမှတ်တယ်ဆိုရင်ဆိုတဲ့အကြောင်းအရာမျိုးကိုဒီကျမ်းပိုက်ကနေပြီးကျွန်တော်တို့ကိုဆင်ခြင်ဖို့အတွက်မိမောင်းထိုးနေတာပါ Remember those very special words that start this phrase that Pastor June read to you. For we are God's fellow workers. ဒီကျမ်းပိုက်ထဲမှာခုနကျွန်တော်တို့အသိလင်းဖော်ပြထားတဲ့ကျမ်းပိုက်ထဲမှာပါလဲဆိုတော့ကျွန်တော်ကျမတို့ဒီ
ဖယားသခင်ရဲ့လုံပေါ်ဆောင်ပိုင်းအမှုတော်မြတ်နိုင်ပါဝင်နေကြတော့လုံလောက်ကိုင်နေတဲ့သူတွေပါဆိုတဲ့အကြောင်းအရာပါ Wherever God is working, we should be working next to Him. အဲ့တော့ဖယားသခင်အလုံးလုံးနေတဲ့နေရာမှာတော့မရမှာကျွန်တော်ဒီပါဝင်ပြီးတော့လုံဆောင်တဲ့လုံပေါ်ဆောင်ဘက်တွေဖြစ်နေပြီးပါတယ် And wherever we are working, God is working next to us. ကျွန်တော်နောက်ပြီးတော့တစ်ဖြစ်ချယုံကြည်သိမှဖို့ကကျွန်တော်လုံဆောင်နေသမျှအရာဖယားရဲ့နာမတော်မှာပေါ့လေနော်လုံဆောင်နေတဲ့အရာအားလုံးမှာဖယားကကျွန်တော်အတူရှိနေတယ်ကျွန်တော်နဲ့အတူလုံနေမယ်ဆိုတဲ့ဟာကိုကျွန်တော်ယုံကြည်ဖို့တက်လည်းရှိပါတယ် And the sum of our work will be judged by God at the end of time. နောက်ဆုံးနေကျွန်တော်သိမှဖို့ကတနေ့တော့ချိန်ခါမှာကျွန်တော်လုံဆောင်တဲ့အရာအားလုံးစစ်ကြောဖို့အတွက်ဖယားလုံအောင်ပါပါ Let me tell you a story about 3 men who were masons. That means they laid bricks. ကျွန်တော်နောက်ဆုံးနေတဲ့ပုံပွားလေးတစ်ခုပြောဒီကုန်းချုပ်ချင်ပါတယ်အဲ့ဒါကတော့ဖြင့်ဒီပယံသမား3ယောက်ရဲ့အကြောင်းပါ They were each asked, "What do you do? What is your work?" သူတို့တွေအချင်းချင်းမေးကြပါတယ်မင်းဘာလုပ်တယ်လဲဘယ်လိုလုပ်ပါတယ်လဲ The first man said, "My work is in return for money. I get so much money every day." တယောက်ကနေပြောတယ် what do you say That he was working for money. Okay. And he got paid a certain amount every day. Okay. ဘာမှတယောက်ကနေပြီးတော့သူကနေပြီးတော့ဒီပတ်စံဒီလုပ်ငန်းခုတည်းမှာငွေကြေးလုပ်ငန်းမှာပါပါတယ်နေ့စဉ်နဲ့အများကျွန်တော်ဒီလုပ်ငန်းနေပြီးတော့ပတ်စံအများဝင်ပါတယ်ဆိုပြီးတော့သူပြောပါတယ် The second man said, "I'm a bricklayer, and I'm doing this to pay off a hospital bill." ကျွန်တော်ကနေပြီးတော့ဒီပယံဥတွေစီတဲ့အလုပ်ကိုလုပ်ပါတယ်အဲ့ဒီအလုပ်ကနေပြီးတော့ကျွန်တော်ကိုပတ်စံနေပေးပြီးတော့ကျွန်တော်ရဲ့ဒီစေယုံကဘီတွေကိုကျွန်တော်ကိုပေးနိုင်ဖို့အတွက်ပေးပါတယ် Now they're all 3 working on the same job. And the third man was asked, "What are you doing?" And he said, "I am building a great house of worship to God." နောက်ဆုံးတယောက်ကနေပြီးတော့ဗာပြောတယ်လဲဆိုတော့ကျွန်တော်ကတော့ဒီဖယားသခင်ရဲ့ဗိမာန်တော်ကြီးတစ်ခုကိုကျွန်တော်စောင့်နေပါတယ်ဆိုပြီးတော့သူပြောပါတယ် All 3 men were doing the very same thing, but all 3 of them had very different attitudes about their work. ကျွန်တော်ခုနကတည်းကညံတော့ပါဘောနော်ပယံသမား3ယောက်တော့ဟုတ်တယ်ဒါပေမဲ့ဒီအလုပ်ပေါ်မှာသူဘယ်လိုလှုပ်ဆောင်နေတယ်လဲဆိုတာအမြင်ကမတူကြဘူးဘာသမားတယောက်နေပြီးတော့သူရရှိတဲ့ပတ်စံနေပြီးတော့သူ့ရဲ့ငွေကြေးကုမ္ပဏီခုတော့လုပ်ငန်းထဲမှာထည့်ပြီးတော့အဲ့ရနေပြီးတော့ငွေကြေးဘယ်လိုရလာဆိုတဲ့အကြောင်းသူပေါ်ပြတယ်ဒုတိယအကြောင်းအရာတော့ပယံတော့ပယံပဲဒီပယံလုပ်ငန်းနေပြီးတော့ပတ်စံရတယ်ပြီးတော့ဒီ hospital bill ကိုငါဘယ်လိုပေးဖို့အတွက်ကလုပ်တယ်ဆိုတဲ့အကြောင်းအရာပြောတယ်နောက်တစ်ယောက်ကနေပြီးတော့သူကနေပြီးတော့ငါဖယားသခင်ရဲ့ဗိမာန်တော်ကိုတိဆောက်နေတာပါဆိုပြီးတော့သူတို့ရဲ့အလုပ်တစ်ခုတည်းမှာလုပ်ကန်နေတာတော့ပယံသမား3ယောက်တော့ဟုတ်တယ်ဒါပေမဲ့မြင်ချင်းမတူတဲ့သဘောတရားကိုပေါ်ပြနေခြင်းပါ God wants us to find joy and purpose in our work. ကျွန်တော်တို့ရဲ့လုံဆောင်တဲ့အရာမှာဖယားသခင်ကနေပြီးတော့ကျွန်တော်တို့ကိုပျော်ရွှင်မှုနဲ့ရည်ရွယ်ချက်ကောင်းတစ်ခုကိုကျွန်တော်တို့ရှိစေချင်ပါတယ် As the shadow of life fell upon Solomon, which means he was near his death, he reflected back on his life, and this is the conclusion that he came to. It's found in Ecclesiastes chapter 5, verses 18 and 19. ကျွန်တော်တို့ဒီမှာအင်မတန်မှအောင်မြင်ကြော်ကြားခဲ့တဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်အကြောင်းကျွန်တော်တို့အများအားဖတ်ဖို့နေခဲ့တာပါအဲ့ဒီသူကဘာတူလဲဆိုတော့ရှောလမုန်မင်းကြီးဖြစ်ပါတယ်ဒီကျမ်းချက်ကိုရေးတဲ့အချိန်မှာသူ့ဘဝနေဝင်ချိန်လဲရောက်ချိန်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာသူဘဝအသက်တာဆိုတဲ့အကြောင်းကိုသူဘယ်လိုနှီးကုန်းချုပ်ပါတယ်လဲအဲ့ဒါကတော့ဖြင့်ကျွန်တော်တို့ရဲ့ဒေသနာကျမ်းအခန်းကြီး9အငယ်18ကနေ19ကြားကိုသူရေးခဲ့တာပါအဲ့ဒီမှာပေါ်ပြထားတယ်ဆိုတော့ငါသိမြင်သောအရာဟူမူကားစားတော့ခြင်းအမှုနေအောက်၌ဖယားသခင်ပေးတော်မူသောအသက်ရှိသမျှကာလပတ်လုံးကြိုးစားအားထုတ်ရသောအကျိုး၌ပျော်မွေ့ခြင်းအမှုကိုပြုကောင်း၏လျောက်ပတ်၏ထိုမှုသည်လူ၏အဖို့ဖြစ်၏ဖယားသခင်ပေးသနာတော်မူသောစီးစိမ်ဥစ္စာကိုရယူလူတိုင်းမိမိအဖို့ကိုခံ၍ဝင်စားခြင်းက၎င်းကြိုးစားအားထုတ်ရ၌ပျော်မွေ့ခြင်းက၎င်းဖယားသခင်ကျေးဇူးတော်ကြောင့်အခွင့်ရှိ၏လို့ဖော်ပြထားပါတယ်An American television network once filmed an interview with Mother Teresa of Calcutta, India, a woman known for her life of taking care of starving people and ministering to the dying. အဲ့တော့ကျွန်တော်တို့အခုနပေါ်ပြထားတဲ့ကောင်ကျမ်းစာထဲမှာဘာအကြောင်းအရာပါဆိုရှောင်းဖို့မင်းကြီးကကျွန်တော်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့တောင်းဖို့လာဖို့အားစကျွန်တော်စူးစမ်းလုပ်ဆောင်တယ်။ဖယားသခင်ပေးတဲ့စီးစိမ်ဥစ္စာအတွက်ကတော့ဖြင့်ဖ
ဖျားသခင်စီကနေပြီးကျွန်တော်ခံယူရရှိတယ်ဆိုရင်ခံယူရတယ်ဆိုရင်အကြောင်းအရာသူပေါ်ပြတယ်အဲ့တော့ American Television Network ကနေပြီးတော့ Mother Teresa ပေါ့လေနော်ကာလာကတာမြို့တော်မှာရှိတဲ့လမ်းဘေးမှာငတ်မုတ်ခေါင်းမအမျိုးမျိုးဘေးဒုက္ခနဲ့ဆင်းရဲဒုက္ခရောက်နေမရှိဆင်းရဲကအဆုံးနောက်ဆုံး HIV ယောဂတဲ့တွေကိုဒီကုညီမဆောင်မှုပေးနေတဲ့ဒီ sister ကြီးကိုမိကိုတခုမေးပါတယ် The guy at the fellow doing the interview asked her about her feelings about being used by God to minister to the poor. အဲ့တော့တရင်ထောက်ကနေပြီးတော့ဘယ်လိုမေးပါတယ်ဆိုတော့sister ကြီးဘယ်လိုလဲဒီမရှိဆင်းရဲလမ်းဘေးမှာတကယ်အင်မတန်မှလုံချစွာနဲ့နေရတဲ့သူတွေဘဝအသက်တာမှာဖျားသခင်ကနေပြီးတော့ဒီလိုခင်ဗျားကိုတုံးပြုနေတာဘယ်လိုခံစားရပါသလဲဆိုပြီးတော့သူ့ကိုမေးပါတယ် Her little work was known worldwide. She knew presidents and prime ministers. သူဘာကြောင့်ဒီလိုမေးရပါလဲသူရဲ့လှုပ်ဆောင်မှုကြောင့်ကဘာအရရမှာရှိတဲ့နိုင်ငံတော်သမ္မတတွေကအစဘယင်တွေကအဆုံးပေါ့လေလို့လူတကာနဲ့ကူလူဒီပဲဆက်ဆံခွင့်သူရတဲ့အတွက်သူမေးတာပါ And when asked about her work, she answered, "It's His work. It's not my work. I think God wants to show His greatness by using my nothingness." အဲ့တော့မေးရပေါ့လေနော်ဘလို့လဲ sister ကြီးခမရဲ့အလုပ်ကြီးကဘလို့လဲအင်မတန်မှကောင်းမှုကြီးကျယ်ခမ်းနားလာပါလားလူတကာနဲ့လည်းတွေ့လို့ကိုယ်အမျိုးမျိုးပေါ့လေနော်ထင်ပေါ်ကျော်ကြားတဲ့အမှုရာဆောင်ရွက်တဲ့ရတယ်ဘလို့လဲခမရဲ့အလုပ်ကဘလို့လဲလို့မေးတဲ့အခါမှာ Mother Teresa သူရိုးရိုးလေးပဲဖြေပါတယ်ဒါငါအလုပ်မဟုတ်ဘူးဒါဖခင်ရဲ့အလုပ်ပါဖခင်ရဲ့အမှုတော်မြတ်မှာကျမတို့ဗလာနတ်တိပေါ့လေနော်ဟိုအဲဘာနီယာနေပြောတာတဲ့အမျိုးသမီးတစ်ယောက်ဖခင်ကျမ nothing ဘာမှမရှိ nothing ဗလာဖခင်အသုံးပြုတာပါဒါကျမအလုပ်ကိုဖခင်အလုပ်ပါဆိုပြီးဖြေပါတယ် She was asked later, "Don't you think you have any special qualities?" ပြီးတော့မိကိုတခုမေးပါအဲ့တော့ခင်ဗျားမှာဟိုတိတန့်ဒီ quality ပေါ့လေနော်ဘဝရည်ချစ်တခုခုများခင်ဗျားမှာတိချာများဖခင်ပေးထားသလားဆိုပြီးမေးပါတယ် She said, "No, not really. You see, I don't have any special qualities. I don't claim anything of this work. It is His work. I'm just like a pencil in His hand." အဲ့တော့သူပြောကျမမှာဟိုထူးထူးခြားခြားဝိသေသရည်ချစ်ဘာမှတော့ကျမဆိုမှမရှိပါဘူးပြီးတော့ကျမကိုပေးပါဆိုပြီးတော့ကျမတခါမှလည်း claim လည်းကျမမလုပ်ဘူးပါဘူးကျမကရိုးရိုးလေးပဲကျမခံယူထားပါကျမမှာဘာမှအရေးချင်းမရှိတာပါဘယ်လောက်ထိအရေးချင်းမရှိပါသလဲဆိုတော့ကျမဘဝမှာဥပမာပြောမယ်ဆိုရင်ဘုရားသခင်လက်တော်ထဲမှာရှိတဲ့ခဲတံလေးတစ်ချောင်းလို့ပါပဲဒီဆိုင်ရဲ့တက်တယ်လို့ကျမကိုရေးနေတာပါသူအလုပ်ပါဆိုပြီးတော့ပြောပါတယ် She said, "God does the thinking. God does the writing. The pencil has nothing to do with it." အဲ့တော့တရားရဲ့လက်ထက်မှာရှိနေတဲ့ခဲတံလေးလို့ပါပဲကျမဘဝဟာလည်းဖခင်လက်ထက်ကခဲတံပါဘလို့ရေးရမလဲဆိုတာဖခင်သခင်ပဲကြံစီတာပါဘလို့ရေးသွားတယ်လဲဆိုတော့ဖခင်သခင်လက်ကပဲလှုပ်ဆောင်သွားတာပါကျမကတော့ဖြင့်သူ့ရဲ့ရေးသားခြင်းမှုရာတွေးတောခြင်းမှုရာတော့ကျမပါဝင်သွားခြင်းတာပါပဲဆိုပြီးပြောပါတယ် The pencil only has to allow itself to be used. ခဲတံဖြစ်နေတဲ့ကျမဘဝမှာဖြင့်အတုံးတော်ခံနိုင်ဖို့ကလွဲပြီးတော့ကျမဘာများတတ်နိုင်မှာတော့ Where do you work? ဒီမှာလုံနေပါတယ်ချစ်တော်မိတ်ဆွေတို့ You have worries for your job. ခင်ဗျားတို့အလုပ်အတွက်ခင်ဗျားတို့စိုးရိမ်ကြောင်းဖြစ်နေပါသလား Bring God along and become His pencil. အဲ့လိုများစိတ်မှာထင်နေတယ်ဆိုရင်ဘုရားသခင်ကိုခင်ဗျားတို့ခေါ်ဖိတ်ပါဘုရားသခင်ရဲ့လက်ထက်မှာအတုံးတော်ခံနိုင်တဲ့ခဲတံလေးတစ်ချောင်းလိုပဲဖြစ်လိုက်ကြပါလား And whatever you do or wherever you do it, you will be a blessing. ကျွန်တော်တခုပြောနိုင်တာတော့ခင်ဗျားတို့ဘယ်မှာပဲလုပ်နေဖြစ်စေခင်ဗျားတို့ဘာလုပ်နေဖြစ်စေခင်ဗျားတို့ဘုရားရဲ့ကောင်းချီးတွေဖြစ်စေ Will you bow with me in prayer?